ကဲပွဲစဉ်36ဖြစ်လီဗာပူးတင်းရချက်စီအသင်းကို Anfield အင်ကွင်းမှာလက်ခံရှင်ပြန်ကစားတော့မှာဖြစ်ပါတယ်ဆိုတော့ဒီပွဲမှာဘယ်လိုရလဒ်တွေထွက်လာမလဲအာနီစလော့အနေနဲ့ဘယ်လိုကစားကွက်တွေတုံးပြီးတော့ချက်စီအသင်းကိုဘယ်လိုအနိုင်ယူပြမလဲပေါ့ဒါမှမဟုတ်လို့ရှိရင်ပဲချက်စီအသင်းကို Anfield မှာလက်ပြပြီးတော့အရှုံးပေးရမလားဒါကိုကျွန်တော်တို့နည်းနည်းပါးပါးဆက်လက်ဆွေးနွေးတော့ကြရအောင်ဗျာဆိုတော့အားလုံးပဲမင်္ဂလာပါ Anfield ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ဗျာဒီပွဲစဉ်36လီဗာပူးအသင်းနဲ့ချက်စီအသင်းတို့ရဲ့ပွဲစဉ်အကြောင်းလေးလည်းဖြစ်ပါတယ်ဆိုတော့လီဗာပူးအသင်းကဒီမှန်တိုင်းပြောလို့ရှိရင်ပွဲစဉ်36မှာချက်စီအသင်းကို Anfield မှာအနိုင်3မှတ်ရယုံနဲ့ချန်ပီယံလိဝင်ခွင့်အတွက်69.99%ခိုင်နှုန်းတေချာသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့အစိတ်6မှာရှိနေတဲ့ဘုံမောက်တင်က52မှတ်ဗျာဆိုတော့ကျွန်တော်တို့6မှတ်กว่าတယ်ဗျာဒါပေမဲ့ဒီချက်စီပွဲဥတာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်3မှတ်ရမယ်ဆိုလို့ရှိရင်60နဲ့3မှတ်60နဲ့3မှတ်ဒီဘုံမောက်ကလည်းရမယ်ဆိုရင်တော့55မှတ်ဗျာဥပမာ6မှတ်กว่าနေသေးတယ်ဆိုပေမဲ့လီဗာပူးတင်းရဲ့ဂျန်တဲ့နှစ်ပွဲမှာ AB လာနဲ့ကန်ရမယ် Brentford နဲ့ကန်ရမယ်ဒါအဲ့ဒီနှစ်ပွဲမှာတပွဲလောက်ကြာရင်ကိုရပြီတပွဲအရှုံးတစ်ပွဲကိစ္စမရှိအဲ့ဆိုလဲလီဗာပူးတင်းချန်ပီယံလိဝင်ပြီးတော့ရရှိသွားခဲ့ပြီပေါ့နော်နောက်တစ်ချက်ကျွန်တော်ဗာပြောချင်တာလဲဆိုတော့ဒီလိုင်းရအကြောင်းလေးကျွန်တော်ပြောကြရအောင်ဒီလီဗာပူးအသင်းမှာမှန်တိုင်းပြောလို့ရှိရင်အလက်ဇန်ဒါအီဆက်ကမနေ့တော့က trainee ဝင်ဆင်းတယ်မိုဟာမက်ဆာလာကတော့ဒီပြန်လာဖို့မသေးကြသေးဘူးပေါ့နော်တကယ်လို့ပါမယ်ဆိုရင်တော့ bench မှာပဲပါလာခဲ့မယ်အလီဇင်ကတော့ကျွန်တော်ထင်တာတော့ဒီယာဒီမှာပါဝင်နိုင်မယ်လို့တော့မထင်တော့ဘူးမမဒက်ပီလီကလည်းဒီနေ့မှာ trainee ground ကိုပြန်လာပြီးတော့ကစားနိုင်မယ်ထင်တယ်ဒါပေမဲ့လည်းအာနစ်လော့အနေနဲ့ကဒီတန်ရကစားသမားတွေကိုချက်ချင်းမတုံးတက်တဲ့အကြည့်လည်းရှိရပေါ့နော်ဆိုတော့ကျွန်တော်အထင်ဂိုးသမားနေရာမှာတော့အာမန်ဝူမန်ကပဲဆက်လက်ပြီးတော့ဥဆောင်မှာဖြစ်တယ်ဆိုတော့ဒီဘိုးခန်းစင်းနေရာမှာကျွန်တော်တို့ကဗျာဘယ်သူမှမရှိဘူးဗျာဂျိုကိုမက်ကလည်းအခုမှတန်ရနေပြန်နေတက်တာလာမယ်ဆိုတော့ကျွန်တော်ထင်တာတော့ဗန်တိုင်းနဲ့ခုနာတီတို့ပဲဆက်လက်ပြီးတော့ဥဆောင်လာမှာဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒီ level မှာတော့ကျွန်တော်ထင်တာကာကက်ပဲဥဆောင်လာမယ်ထင်တယ်ဗျာဟိုပြီးခဲ့တဲ့ပွဲကလည်းRobertson ကပွဲထွက်လာခဲ့တယ်ဆိုတော့ပေါ့နော်ဒီညာဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်အထင်တော့ခါတစ်ဂျုံပဲဖြစ်ဖို့များတယ်corner break လာပြန်မလာသေးဘူး frame bound ကတော့ကောင်းနေပြီဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာ Manchester United နဲ့ပွဲမှာ frame bound ကိုဒီ Arne Slot ကအရှိပို့လာတယ်ဗျာဆိုတော့တော်တော်လေးအလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်ထင်တာ frame bound ကိုပဲပြန်ဆွဲချမလားအဲ့ဒါမို့လို့ရှင်ခါတစ်ဂျုံကိုပဲထားပြီးတော့ frame bound ကို Manchester United ကပွဲလိုပဲဆက်ထားမလားပေါ့နော်အဲ့ဒါချက်တော့စောင့်ကြည့်ရမယ်ဆိုတော့ Queen လန်မှာတော့Gravenberch, McAllister နဲ့Florian-Wirtz ဖြစ်မလားဒါမှမဟုတ်လို့ရှိရင် Gravenberch, McAllister နဲ့ Szoboszlai ဖြစ်မလားဒီနှစ်သွေးတွေကတသွေးတော့ပါလာခဲ့မယ်ဆိုတော့ရှေ့တက်မှာဆိုလို့ရှိရင်တော့ဘယ်သူရှိမလဲဆိုတော့ထားလိုက်ပါတော့ဒီ Szoboszlai ရှိမယ် Gakpo ရှိမယ်အန်ဂူမိုဟာရှိမယ်ပေါ့ဒီ3ယောက်ပဲရှိမှာထင်ပါတယ်ဆိုတော့ပွဲထွက်လူစင်းကတော့ကျွန်တော်တို့တွေကပြောစရာတော့မလိုတော့ပါဘာလို့လဲဆိုတော့ဟိုခန့်မှန်းရတာအရန်လွယ်တယ်ဗျာသိတယ်မလားဂါပိုကျွန်တော်ဂါပိုကပဲအထောင်ထွက်လာမှာပဲမန်ချက်စတာယူနိုက်ကပွဲတိုင်းပဲအထောင်ထွက်လာမှာပဲဆိုတော့အာနစ်လော့အနေနဲ့ဒီအန်ဂူမိုဟာကိုပေါ့နော်ဒီပွဲမှာတော့အခွင့်အရေးပေးတည်နေပြီလို့ထင်တယ်အန်ဂူမိုဟာဒီလဲကစားခွင့်ကစားချိန်ကိုအများကြီးလိုအပ်နေတဲ့ကစားသမားဆိုတော့သူ့ကိုထဲ့လို့ကျွန်တော်တို့အကျိုးမရောက်ဘူးဗျာအာနစ်လော့ကကြတော့အဲ့ဒါကိုမထဲ့ဘူးဗျာသိတယ်မလားဒီသူလှုပ်ချင်တာဟာကိုပဲသူလှုပ်နေတယ်မန်ချက်စတာယူနိုက်တက်ပွဲတော့ငါဆိုလို့ရှိရင် Florian-Wirtz နဲ့ Frame Bound လုံးဝအဆင်မပြေဘူးဗျာအဲ့ဒါကိုမထုတ်ဘဲနဲ့ဆွဲဆန့်တာပြီးမှဒုတိယပိုင်းမိနစ်80ရောက်မှပဲအန်ဂူမိုဟာကိုထဲ့တယ်တော်တော်အဆင်မပြေဘူးတော်တော်လေးလည်းကြည့်ရတာရုပ်ဆိုးတယ်တော်တော်လေးရုပ်ပေါက်တယ်ဒီမန်ချက်စတာယူနိုက်တက်ပွဲတော့ငါဆိုလို့ရှိရင်Szoboszlaiကောင်းနေလို့ဒါနော်ပြီးတော့ Manchester United ရဲ့ဂိုးသမားနဲ့နောက်တန်းတွေရဲ့အမှားတွေကြောက်တာကျွန်တော်တို့တွေဂိုးရခဲ့တာအဲ့ဒါမို့လို့ရှိရင်တော်တော်မလွယ်ဘူးအာနစ်လော့အနေနဲ့ဒီယာဒီမှာချန်ပီယံလိဝင်ခွင့်ရရှိဖို့အတွက်ချယ်ဆီကိုအန်ကွင်းအိုင်ဖီမှာနိုင်ရမယ်မနိုင်လို့ရှိရင်တော့ဒီယာအဆင်မပြေတော့ဘူးအဲဆိုတော့ကျွန်တော်တို့3ပွဲကြံတယ်ဗျာ3ပွဲမှာ3မှရရင်ကိုတော့အဆင်ပြေနေပြီဆိုတော့ညီကိုတို့ရောဘယ်လိုထင်ကြလဲလက်ရှိအာနစ်လော့အနေနဲ့ချယ်ဆီအသင်းကိုအန်ဖီမှာအနိုင်ယူသွားမလားဆိုတော့comment box မှာဝင်ရောက်ဆွေးနွေးပြသွားခဲ့လို့ရပါလေတကယ်လို့ပြီးတော့ဗာလဲဆိုတော့ဗျာဒီလီဗာပူးနဲ့ချက်စီတို့မှာပေါ့နော်ဆိုတော့ဟိုတိတ်ပြီးတော့ဗျာတည်တယ်မှာဒီနှစ်တင်းကကန်လိုက်လို့ရှိရင်ဂိုးတိတ်မပြတ်တဲ့အနေထားဗျာဒါပေမဲ့ပထမကြော့မှာတော့ချက်စီအင်ကွင်းမှာချက်စီကနောက်ဆုံးမိနစ်တွင်းဂိုးနဲ့လီဗာပူးကိုအနိုင်ရရှိထားခဲ့တာပေါ့နော်ဆိုတော့ဒီလီဗာပူးရဲ့အင်ကွင်းအန်ဖီမှာရောလီဗာပူးတင်းကချက်စီကိုဘန်ဒဂိုးနဲ့
နိုင်ရရှိခဲ့မလဲဒါမှမဟုတ်ရင်ဒီပွဲတရေပွဲလားဒါမှမဟုတ်လို့ရှိရင်လီဗာပူးကချယ်ဆီကွင်းကိုချယ်ဆီကိုရေးနေပြီးတော့ချန်ပီယံလိဝင်ငွေအတွက်ကိုနောက်လာမယ့်2ပွဲမှာထိုက်ရုံးရမလားဘယ်လိုတွေကြလဲ comment box မှာဝင်ရောက်ဆွေးနွေးပြီးသွားခဲ့လို့ရပါတယ်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့